မင်္ဂလာပါဗျာလီတီယန်သမားတွေဖုန်းဆက်ကြတယ်မရှိတော့မှ2910တဲ့မရှိပါဘူးပစ္စည်းမရှိဘူးလောလောဆယ်ရှိတဲ့ပစ္စည်းတော့မှရှောင်းရမှာနှမျောနေတယ်ပစ္စည်းပြတ်သွားရင်တော့ထပ်ဝင်လာရင်တော့ကျေးဇူးပါကျေးဇူးတင်ရမှာမဝင်လာဘူးဆိုရင်တော့ဘာဆက်လုပ်ရမလဲတော့မသိဘူးပေါ့နော်ဒါပေမဲ့လာတော့လာမှာပါပစ္စည်းကမဝင်တော့မဝင်မှာပစ္စည်းဝင်တာနဲတာနဲ့များတာပဲရှိမယ်အချိန်ကြာတာနဲ့မြန်တာပဲရှိမယ်အဲ့ဒီမှာရောက်ကုန်လို့လူဝယ်ရတာတော့ရှိတာပေါ့လေဒါပေမဲ့အပြင်လိုများများဆဆဝယ်ရင်ဝင်တော့ကောင်းတာပေါ့နှစ်တို့910တလုံးကျွန်တော်မှရှိတော့လက်လီမှာ1100လက်ကားကို1600လောက်အလောက်နဲ့ရောင်းကို့မှာအဲ့ဒီဈေးနဲ့ဈေးပေါ်ပေါ်နဲ့အများကြီးဝင်လာတဲ့ချိန်တော့အတူလိုဘာတို့ဗီဒီယိုတွေအမျိုးမျိုးတက်လာကြတယ်ကို့မှာမရှိလဲမရှိရောအဲ့ဒီအကိုကြီးတွေကပဲအခုရောင်းတာ13500တဲ့လက်ခံပါတယ်ပစ္စည်းပြတ်သွားလို့လေပစ္စည်းနေသွားတော့ဒါကြောင့်တစ်ခါလေးပြောမယ်ကျွန်တော်မှာ2900လောတယ်မှာမရှိပါဘူး150 EVE brand နဲ့လောလောတယ်ဒီဟာပဲရှိမယ်26ပန်းအောင်လိုချင်ပန်းအောင်ရမယ် EVE လောတယ်ကုန်နေပါတယ်2900လောတယ်ကုန်နေပါတယ်နောက်တစ်ခုကဘက်ထရီ load tester လေးရောင်းပေးပါမယ်ဒီဟာလေးပါကျွန်တော်ဗီဒီယိုမတင်ပြတာပါဘက်ထရီ load tester ဘက်ထရီဟိုပါပေါ့နော်ကျွန်တော် acid ကိုတွဲဖို့ acid အိုးတွေကိုကောင်းမကောင်းစမ်းတက်တဲ့ပစ္စည်းလေးပါ4500ပါ4500ပါဟိုဗတိဘိန်းပြင်ဆိုင်သမားဟိုဟာဗတိဘိန်းဝယ်ရောင်းသမားတွေအတွက်မရှိမဖြစ်လိုအပ်တဲ့ပစ္စည်းလေးပါဒီဟာလေးမရှိရင်အရန်အစင်မပြေပါဘူးဝယ်ရောင်းသမားတွေပို့ပြီးတော့နားလဲနော်ဝယ်ရောင်းတော့ကောက်တယ်ဆိုရင်ဝယ်ရောင်းတော့ကောက်မယ်ဆိုရင်ဗာလေးကင်သွားလဲဒါလေးတွေကင်သွားကြတာပါအဲ့တော့တကယ်လိုအပ်တဲ့ပစ္စည်းလေးပါ4500ပါကျွန်တော်မှတိတ်များများစစမရှိဘူး10လုံးလောက်ပဲရှိမယ်10လုံးကိုပဲဒီဈေးနဲ့ပေးမယ်4500လီတီယန်နဲ့ပတ်သက်ပြီးတော့ခုနကကျွန်တော်ပြတဲ့ EVE 150တခဲလေးတွေရမယ်နောက်တစ်ခုကဇူလီဘက်ထရီအိုလေးရမယ်ဇူလီဒီမှာကျွန်တော်ပြပေးမယ်24 volt 15 ampere ဒီဘက်ထရီနဲ့ပတ်သက်ပြီးကျွန်တော်ဗီဒီယိုအရှည်ကြီးတစ်ပုတ်ကျွန်တော်လုပ်တယ်ရှော့ဈေးလည်းကျွန်တော်ပေးတယ်အဲ့ဒီမှာလေးကျွန်တော်အများကြီးကျွန်တော်အားပေါအောင်ရှင်းပြတယ်3မိနစ်ဟို TikTok ဗီဒီယိုတစ်ပုတ်စာ3မိနစ်ဒီဘက်ထရီတစ်မျိုးတဲ့အကြောင်းကိုပဲကျွန်တော်ရှင်းပြတယ်ဒါပေမဲ့ကျွန်တော် ampere ဘယ်လောက်လဲဆိုတာမပြောမိလို့ကျွန်တော်အောက်ကနေပြီးတော့ပြောတာစုံနေတာပဲခင်ဗျားတို့တကယ်ဝယ်ချင်တဲ့သူဆိုမှတော့လေ comment ကနေပြီးတော့အဲ့လိုမျိုးမကောင်းထိုင်ပြောမနေဘူးကျွန်တော်ရဲ့ဖုန်းကိုဆက်လာတာ CPU ရောက်လာတာကြာပြီနော်